အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့လက္ခဏာနဲ့ပြီးရင်ဆရာရဲလင်းဖြစ်ပါတယ်เนาะအဲ့တော့ဒီနေ့ဒါညဝေပေးမယ့်အကြောင်းကတော့ဒီနှလုံးလမ်းကြောင်းအကြောင်းပေါ့เนาะနှလုံးလမ်းကြောင်းအကြောင်းကိုစတင်ညဝေပေးသွားပါမယ်เนาะနောက်ပိုင်းကျရင်လည်းဒီလိုလက္ခဏာနဲ့ပြီးရင်အတွက်ပညာဘုဒ္ဓရစရာတွေလည်းအများကြီးညဝေပေးသွားမှာဖြစ်တဲ့အတွက်ပေါ့เนาะဒါဆရာရဲ့ channel ဒါ line နဲ့ subscribe လေးနှိပ်ပြီးပါဦးလို့ဒါပြောချင်ပါတယ်เนาะအဲ့တော့ဒီနှလုံးလမ်းကြောင်းပေါ့နော်နှလုံးလမ်းကြောင်းလို့ပြောကြတယ်အများသောအဖြစ်သိထားကြတာတော့ဒီချစ်ချင်းမေတ္တာပေါ့နော်ဒီလိုပဲသိထားကြတာမှန်တော့လက္ခဏာပညာမှာသူကအဲ့ထက်မကပါဘူးနော်နှလုံးလမ်းကြောင်းဒီချစ်ချင်းမေတ္တာတွေမကဘဲနဲ့လူတယောက်ရဲ့ဒါကျန်းမာခြင်းနော်အသက်ရှည်ခြင်းအသက်တိုခြင်းပေါ့နော်ဘယ်လိုယောဂဝေဒနာတွေခံစားမှာလဲနော်ဘယ်လိုအိမ်တော်မျိုးတွေရမှာလဲဘဝရဲ့ကောင်းမွန်ခြင်းဒီနောက်တစ်ခုကလူတယောက်ရဲ့စိတ်နေစိတ်ဓာတ်လူငယ်ခြင်းနော်တိမ်မွေ့ခြင်းခက်ထန်ခြင်းကြမ်းတမ်းခြင်းနော်ကိုချင်းစာခြင်းနော်ကိုကောင်းဆန်ခြင်းပေါ့နော်အဲ့လိုတွေကအစဒီလိုနှလုံးလမ်းကြောင်းကလာပြီးတော့ပေါ်ပြနေပါတယ်နော်အဲ့တော့နောက်တစ်ခုကနှလုံးလမ်းကြောင်းမှာဆိုရင်လည်းဒီပေါ့နော်ဒီရဲ့လမ်းကြောင်းလေးဆိုရင်ဒီနှလုံးလမ်းကြောင်းမှာဆိုရင်ပြတ်တောက်တာတွေနော်ကျုံခန္ဓာတွေအဲ့လိုကတန်ကြိုးကွင်းဆက်တွေပါတာတွေအဲ့လိုကနှလုံးလမ်းကြောင်းမှာခြိုက်ခွက်နေတာတွေလမ်းကြောင်းကတာမန်ရှိသိရှိတာတဲ့ထူတာတွေပြန့်ကျင်တာတွေအဲ့လိုကပြီးပိန်နေတာတွေပေါ့နော်ပြီးလို့ရှိရင်လည်းဒီမှဲ့တို့အမှတ်တို့ပါတာတွေပေါ့နော်ဒီလိုမျိုးတွေကလည်းလမ်းကြောင်းရဲ့ဒီသူ့ရဲ့အားတွေကိုရုပ်လျော့စေပါတယ်เนาะသူ့ရဲ့အကျိုးအပြစ်တွေကိုဖြစ်စေပါတယ်နောက်ပိုင်းဒီအကြောင်းတွေလည်းဒါဆရာဆက်ပြီးတော့ဒါမျှဝေပြီးတော့ပါအောင်เนาะအခုဒီနေ့မျှဝေပြီးမှာတော့ဒီနှလုံးလမ်းကြောင်းရဲ့စတင်တဲ့နေရာပေါ့เนาะအဲ့တော့ဒီနှလုံးလမ်းကြောင်းစတင်တာဒီနေရာ၃ခုကနေပြီးတော့စတင်တက်ပါတယ်နော်ဒီတစ်လို့ရေးထားတာဒီလက်ညှိုးအောက်ကြာတာပြီးချူပေါ့နော်အစိမ်းအောင်ပြထားတာအဲ့လိုနေရာကလည်းဒါစတင်ထွက်လာတတ်ပါတယ်နံပါတ်2ပေါ့နော်2ကလက်ညှိုးနဲ့လက်ကလေးကြားပေါ့နော်အဲ့ဒီကနေလည်းဒီနှလုံးလမ်းကြောင်းကစတင်ထွက်လာတတ်ပါတယ်နံပါတ်3နဲ့ပြထားတာတော့လက်ကလေးအောက်စနေဂျိုပုံပေါ့နော်ဒီကနေလည်းစတင်ထွက်လာတတ်ပါတယ်ဒီလိုမျိုးဂျိုပုံအောက်တွေကစထွက်လာရင်သူ့ရဲ့စတင်တဲ့နေရာကိုလိုက်ပြီးတော့သူ့ရဲ့ဒီပေါ့နော်အဓိပ္ပာယ်ဖွင့်ဆိုချက်တွေနော်သူ့ရဲ့သဘောတဘာဝတွေကလည်းမတူဘူးကွဲပြားသွားပါတယ်နော်အဲ့တော့ဆရာတို့ဒီတစ်ပေါ့နော်တစ်ကြာတာပြီးဂျူကုံအောက်ကထွက်လာတဲ့နော်ဒီနှလုံးလမ်းကြောင်းပေါ့အဲ့တော့ဒီလိုနှလုံးကြောင်းခုပြထားတဲ့အတိုင်းပဲဒီကြာတာပြီးဂျူခွဲရပေါ့နော်အလယ်မှာဖြစ်နေရမှာပေါ့နော်အဲ့လိုမှစထွက်လာရင်ဒါတော့ကောင်းမွန်တဲ့နှလုံးလမ်းကြောင်းပါအဲ့တော့ဒီလိုနှလုံးလမ်းကြောင်းပိုင်ရှင်တွေကချစ်ခင်ကျင်နာတတ်တယ်ချစ်ချင်းမြတ်တာကြီးမားတယ်ပေါ့နော်ဘဝမှာအိမ်တော်ဘက်ကောင်းနေတယ်လဲစုံတွေ့ရတတ်ပါတယ်နော်မိမိထက်ဂုံစင်တန်းတာလွန်တဲ့ရုပ်ရည်တို့ပညာတို့စီးပွားဥစ္စာတို့ပေါ့နော်အဲ့လိုဒါဒီလိုတာလွန်တဲ့အိမ်တော်ဘက်ကောင်းနေရတတ်ပါတယ်အိမ်တော်ဘက်ရဲ့ချစ်ခင်မြတ်လို့ခြင်းတွေလည်းဒီလိုမျိုးတွေကခံရတတ်ပါတယ်နော်အဲ့တော့နောက်တစ်ခုနံပါတ်2ပေါ့နော်နံပါတ်2နဲ့ပြထားတဲ့အမှတ်သားပေါ့နော်အဲ့တော့ဒီအမှတ်သားဆိုရင်လည်းလက်ညှိုးနဲ့လက်ညှိုးနဲ့လက်ကလေးကြားစထွက်တဲ့ဒါအိမ်တော်ကြီးမြင်းချောင်းပေါ့နော်နှလုံးမြင်းချောင်းပါအဲ့တော့ဒီလိုလက်ညှိုးနဲ့လက်ကလေးကြားစထွက်တဲ့ဒီနှလုံးသားမြင်းချောင်းလည်းကောင်းပုံပါတယ်နော်ဒီလိုမျိုးတွေကဒီချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးတော့အချစ်ကြီးရဲ့နောက်တစ်ခုကတစ္ဆာရှိတည်ကြည်လေးနဲ့တယ်ပေါ့နော်တည်ကြည်လေးခြင်းနဲ့စိတ်နေစိတ်ထားတွေနဲ့လည်းဖြစ်တတ်ပါတယ်ဒီလိုနှလုံးသားကြောင်းတိဆောက်ပုံလည်းကောင်းပါတယ်နော်နံပါတ်1နံပါတ်3ပေါ့နော်နံပါတ်3ဆိုရင်ဒီလက်ကလေးအောက်စနီဂျုံပေါင်းတွေထွက်လာတယ်နှလုံးလမ်းကြောင်းပေါ့နော်အဲ့တော့စနီဂျုံပေါင်းတွေစထွက်လာတဲ့နှလုံးလမ်းကြောင်းဖြစ်တဲ့အတွက်သူကတော့ချစ်ချင်းဖြစ်တာမှာအချစ်ကြီးအမြတ်ကြီးတယ်နော်တဘောကောင်းစံတဲ့အတ္တကြီးတယ်ပေါ့နော်နောက်တစ်ခါမိမိရဲ့ချစ်သူအိမ်တော်ဘက်တွေမှာလွှမ်းမိုးလို့လည်းချုပ်ကန်တဲ့စိတ်တွေပေါ့နော်ဒီလိုမျိုးသူတို့ရဲ့ချစ်ချင်းမြတ်တာကလည်းမအေးမြပဲပူလောင်တတ်တဲ့သဘောတရားမျိုးရှိတာပေါ့နော်ဘာဖြစ်လို့ဆိုတော့ဒီအတ္တမာနတွေကိုအခြေခံတာဖြစ်တဲ့အတွက်ပေါ့နော်အဲ့တော့ဒီလိုနှလုံးလမ်းကြောင်းတွေကလည်းနောက်တစ်ခုကဘယ်လိုပြောမလဲဆိုတော့ဒီဂျိုကုံပေါ့နော်ဂျိုကုံရဲ့အလယ်တို့နော်အောက်တို့အထက်တို့အဲ့လိုကနေပြီးတော့လေသူ့ရဲ့အကျိုးအာနိသင်ကိုဖြစ်စီပါပြောဆိုဂျိုကုံရဲ့အထက်ပေါ့ဂျိုကုံရဲ့အထက်ဆိုရင်ဆရာတို့ဘယ်လိုပြောမလဲဆိုတော့ဒီလက်ချောင်းလေးတွေရဲ့အောက်ကထွက်လာဖြစ်ပေါ့နော်ဒါဆိုဂျိုကုံရဲ့အထက်ဖြစ်တော့အဲ့လိုပြီးတော့ထွက်လာမယ်ဆိုဒီနှလုံးလမ်းကြောင်းကရှည်သွားတယ်ပြောမှာပေါ့နော်ဂျိုကုံရဲ့အလယ်ကထွက်မယ်ဆိုရင်နှလုံးလမ်းကြောင်းကအတော်အသင့်ဖြစ်မှာပေါ့ဂျိုကုံရဲ့အောက်ဆုံးကထွက်လာမယ်ဆိုရင်နှလုံးလမ်းကြောင်းကတူသွားမှာပေါ့နော်အဲ့လိုလမ်းကြောင်းရဲ့အတူအရှည်ပေါ့နော်အတူအရှည်ကိုလိုက်ပြီးတော့လေသူ့ရဲ့ချစ်ချင်းမြတ်တာစိတ်ခံစားချက်အတိတ်နဲ့တရားလည်းကွဲသွားပါတယ်နော်နောက်တစ်ခုကဒီလမ်းကြောင်းပေါ့နော်လမ်းကြောင်းဒီဖြောက်တန်းခြင်းပေါ့နော်ဖြောက်တန်းခြင်းကူးညွှတ်ခြင်းပေါ်လဲလိုက်ပြီးတော့လေဒီနှလုံးလမ်းကြောင်းစိတ်ရဲ့ခံစားချက်တွေကဒီညှို့ညံ့ခြင်းတွေပြတ်သားခြင်းတွေဒီပုံမှာလဲကွဲလွဲသွားပါတယ်နော်အဲ့တော့နောက်ပိုင်းကြာရင်လည်းဆရာတော့ဒီလိုမျိုးနှလုံးလမ်းကြောင်းနဲ့ပတ်သက်ပြီးတော့အတိအသတ်ပေါ့နော်အဟောတွေတစ်ခုလိုပဲ
ထုတ်ပေးသွားပါဦးမယ်ပညာဒါမျှဝေပေးသွားပါဦးမယ်နော်အဲ့တော့ဒါအခုလိုဒါကြည့်ရှုနားထောင်ပေးတဲ့ပရိသတ်အားလုံးလည်းဒါဆရာကအထူးပဲကျေးဇူးတင်ရှိပါတယ်လက္ခဏာနဲ့ဗီဒီမေးခြင်းနဲ့ဒါဆရာရဲ့အကောင့်မှာပဲဖြစ်ကို Viber မှာပဲဖြစ်ဒါလာရောက်မေးမြန်းနိုင်ပါတယ်နော်နောက်ပိုင်းကျရင်လည်းဒီလက္ခဏာနဲ့ဗီဒီပညာဘူးသူနဲ့ရစရာတွေလည်းအများကြီးမျှဝေပေးသွားပါဦးမယ်နော်အားလုံးပဲကျေးဇူးတင်ပါတယ်